မြန်မာပြည်မှာလူတွေကိုရှင်လက်လက်ဘိုက်ခွဲပြီးစမ်းတက်ခဲ့ဂျပန်တခွဲကန်းရှိခဲ့ဘူးရဆိုတာသင်သိပါသလားဒုတိယကမ္ဘာစစ်အတွင်းကရန်ကုန်မြို့မှာ Unit 9420ဆိုတဲ့လှုပ်ဝက်အဖွဲ့မြန်မာပြည်သူတွေကိုအသုံးမလိုတဲ့တစ်တုံးတွေလို့သတ်မှတ်ပြီးတော့ယောဂပိုးတွေထိုးသွင်းပြီးတော့ရက်ဆက်လူသားစမ်းသပ်မှုတွေလုပ်ခဲ့ကြပါတယ်ပိုဆိုးတာဒီလိုလုပ်ခဲ့ဆရာဝန်တွေကစစ်ပွဲပြီးတော့ဘာအပြစ်ပေးမှုမှမခံရဘဲနဲ့ဘယ်လိုလွတ်မြောက်သွားကြတာလဲဒုတိယကမ္ဘာစစ်အတွင်းဂျပန်တို့ရဲ့ရက်ဆက်လှတဲ့လူသားစမ်းသပ်မှုလို့ပြောရမယ်ဆိုရင်လူတိုင်းကတရုတ်နိုင်ငံမှာရှိတဲ့ Unit 731 Unit 931ကိုပဲပြေးမြင်ကြမယ်လို့ထင်ပါတယ်ဒါပေမဲ့စစ်ပွဲတွေကအရှေ့တောင်အာရှဘက်ကိုကူးစက်လာတဲ့အခါမှာဂျပန် Empire စင်ကာပူမှာအခြေစိုက်တဲ့ Unit 9420သို့မဟုတ် Oka Unit ဆိုတဲ့လျှို့ဝှက်အဖွဲ့ခွဲတစ်ခုထပ်မံဖွဲ့စည်းခဲ့ပါတယ်1942ခုနှစ်မှာဂျပန်စစ်တပ်ဟာမြန်မာနိုင်ငံကိုသိမ်းပိုက်လိုက်နိုင်ပေမဲ့သူတို့ရဲ့အဓိကကြုံတွေ့ရတဲ့ရန်သူကတော့မဟာမိတ်စစ်တပ်မဟုတ်ပါဘူးအဲ့ဒါကတော့မြန်မာတောတောင်တွေကငှက်ဖျားယောဂါနဲ့ကူးစက်ယောဂါတွေပဲဖြစ်ပါတယ်ရသတ္တပတ်အနည်းငယ်အတွင်းမှာဂျပန်စစ်သားထောင်ပေါင်းများစွာယောဂါတွေညောင်တည်ဆုံးခဲ့ရပါတယ်ဒီပြဿနာကိုဖြေရှင်းဖို့နဲ့ဇီဝလက်နက်တွေထုတ်လုပ်ဖို့အတွက် Unit 9420ရဲ့ထိပ်သီးဆရာဝန်တွေသူတေသနပညာရှင်အယောက်100ကျော်ဟာရန်ကုန်မြို့ကိုလှုပ်ဝက်ရောက်ရှိလာခဲ့ကြပြီးတော့လက်ရှိရန်ကုန်ဆေးရုံကြီးဝန်းကျင်နဲ့အင်းစိန်အကျဉ်းထောင်တွေအပါအဝင်မန္တလေးနဲ့မော်လမြိုင်မြို့တွေမှာပါလျှို့ဝှက်ဓာတ်ခွဲခန်းတွေဖွင့်လှစ်ခဲ့ပါတော့တယ်ဒီဓာတ်ခွဲခန်းတွေထဲမှာစမ်းသပ်ခံရဖို့ဖန်ဆီးခံရတဲ့မြန်မာပြည်သူတွေ British နဲ့အိန္ဒိယတုံ့မှန်တွေကိုဂျပန်တွေကလူလို့မသတ်မှတ်ပါဘူးသူတို့ကဂျပန်လိုမာရူတာအဓိပ္ပာယ်ကတော့တစ်သုံးများလို့ကောက်ကျစ်စွာသတ်မှတ်ပြီးတော့ရက်ဆက်စမ်းသပ်ခဲ့ကြပါတယ်ပထမဆုံးစမ်းသပ်ချက်ကတော့ငှက်ဖျားယောဂါပိုးစမ်းသပ်ချက်ဖြစ်ပါတယ်ဂျပန်စစ်သားတွေတောရင်းစစ်ပွဲမှာခန္ဓာရင်ရှိမရှိသိနိုင်မှုအတွက်စမ်းသပ်ခံမြန်မာလူမျိုးတွေကိုငှက်ဖျားပိုးရှိတဲ့ခြေအနေနဲ့အတင်းအကိုက်ခံခိုင်းတာတွေသွေးတွေကိုယောဂါပိုးတွေဓာတ်ရိုက်ထိုးသွင်းပြီးတော့လူခန္ဓာကိုပျက်စီးသွားပုံနေ့စဉ်ရက်ဆက်စောင့်ကြည့်မှတ်တမ်းတင်ခဲ့တာရှိခဲ့ပါတယ်ဒါတွေမကသေးပါဘူးသူတို့ကကာလာဝမ်းယောဂါနဲ့ပလိတ်ယောဂါပိုးတွေကိုတောက်သုံးရည်တွင်းထဲတွေထည့်ပြီးတော့လူတွေကိုဘလောက်ထိစုလိုက်အပြုံလိုက်မြန်ဆန်တည်ဆုံးသွားနိုင်လဲဆိုတဲ့တည်ဆုံးမှုအချက်လက်တွေကိုထိရယူခဲ့ကြပါတယ်အဆိုးရွားဆုံးကတော့ယောဂါပိုးကြောင့်အတွင်းကလီစာတွေပျက်စီးသွားတဲ့ပုံလက်ဆက်မြင်တွေ့ရဖို့စမ်းသပ်ခံရတဲ့သူတွေကိုမေးစေးမပေးဘဲနဲ့အစိမ့်လိုက်အသက်ရှင်တွေရဲ့ခွဲစိတ်မှုတွေကိုပါပြုလုပ်ခဲ့ကြတာဖြစ်ပါတယ်1945ခုနှစ်မှာဂျပန်နေဆရှုံးပြီးတော့မြန်မာနိုင်ငံကနေအလောတကြီးဆုတ်ခွာတဲ့အချိန် Unit 9420ဟာသူတို့ကျူးလွန်ခဲ့တဲ့တပ်တွေဓာတ်ခွဲခန်းမှတ်တမ်းတွေကိုမီးရှို့ဖျက်ဆီးပြီးတော့တဲလင်စာဖျောက်ခဲ့ကြပါတယ်စစ်ပြီးွားတဲ့နောက်မှာလည်းဒီလိုကဘာမီးလောင်မဲ့ရာဇဝတ်မှုကြီးတွေကိုကျူးလွန်ခဲ့တဲ့ဂျပန်ဆရာဝန်တွေအကုန်လုံးဟာစစ်ခုံရုံးမှာပြစ်ပေးခြင်းလုံးဝမခံခဲ့ရပါဘူး။ဘာကြောင့်လဲဆိုတော့သူတို့ဟာလူသားတွေပေါ်စမ်းသပ်လို့ရလာတဲ့ဇီဝဗေဒဆိုင်ရာလှုပ်ဝက်ချက်တွေကိုအမေရိကန်စစ်တပ်ထံလွှဲပြောင်းပေးအပ်ခဲ့တဲ့အတွက်အမေရိကန်အစိုးရကသူတို့လှုပ်ဝက်လွတ်ငြိမ်းချမ်းသာခွင့်ပေးပြီးတော့ဖုံးကွယ်ပေးခဲ့တာဖြစ်ပါတယ်။ဒါကစိတ်ပညာအရအလွန်ကြောက်စရာကောင်းတဲ့အခြေအနေတစ်ခုပါ။တာမန်ချိန်မှာယဉ်ကျေးပြီးပညာတတ်တဲ့ဆရာဝန်တွေဖြစ်ကြတဲ့လူတွေဟာစနစ်တစ်ခုရဲ့မှိုင်းတိုက်ကြိုးဆွဲမှုအောက်ရောက်သွားတဲ့အခါမှာမိမိနဲ့လူမျိုးမတူတော့တဲ့တခြားလူသားတွေကိုတောင်မှလူလို့မမြင်ကြတော့ပဲအရာဝတ္ထုတစ်ခုတန်မိုးမရှိတဲ့အရာတစ်ခုလို့သတ်မှတ်လာကြတဲ့အထိလူသားဆန်မှုကင်းမဲ့သွားတတ်ကြပါတယ်။သမိုင်းဆိုတာအာဏာရှိသူတွေရေးချင်တယ်လို့ရေးခဲ့တဲ့ဇာတ်ညွှန်းတစ်ခုဖြစ်နိုင်ပါတယ်။ဒါပေမဲ့ကလကာရီရဲ့နောက်ွယ်မှာဘသူတွေကကြိုးဆွဲပြီးတော့ကဘာကြီးကိုလှည့်စားနေတာလဲဆိုတာကိုသိဖို့လိုအပ်ပါတယ်နောက်ထပ်ကမ္ဘာအမှောင်ဘက်ချမ်းသမိုင်းဝင်လှုပ်ဝက်ချက်တွေကိုဆက်လက်ဖွင့်ချသွားဖို့အတွက်ကျမတို့ရဲ့ Papatia Channel ကို Subscribe လုပ်ထားပေးဖို့မမေ့ပါနဲ့ဦးနော်